ဒီခဏနာပြလို့စိတ်ညစ်နေရဆိုရင်ဟောရေးကိုသတိရလိုက်ပါနော်ဒီနေ့ Lipio brand နဲ့ကနေပြီးတော့ဈေးနှုန်းတက်တာနဲ့ quality ကောင်းတဲ့ model လေးနဲ့မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်ပထမအဆုံးအနေနဲ့ Lipio တွေက P30 နဲ့2000 ampere လေးရဆိုရင် crazy color လေးနဲ့လာမှာဖြစ်ပြီးတော့အာသွင်းတဲ့စနစ်ကလည်း Type C ကို output input PD 22.5 watt super fast charge နဲ့အလုပ်လုပ်ပေးတော့မှာဖြစ်ပါတယ် USB နှစ်ပေါက်လုံးကလည်း super fast charge နဲ့အလုပ်လုပ်ပေးမှာနော်ဒီ2000 ampere P9 လေးရဆိုရင်တော့ PD 20 watt ကို PD 2C နဲ့အလုပ်လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင် USB ဘက်ကလည်း3ဘောက်တောင်ပေါင်းဝင်ပါတယ် digital စနစ်လေးနဲ့ဆိုတော့ကြည့်ရတာမျက်စိကိုအေးစေပါတယ်ရှင်ဒီ3000 ampere P9 3လေးရဆိုရင်တော့ PD ကို 22.5 watt fast charge နဲ့အလုပ်လုပ်ပေးတော့မှာဖြစ်ပါတယ် USB နှစ်ပေါက်လုံးကလည်း fast charge ပါတယ်နော်ဒီဇိုင်းစမ်းစားလေးနဲ့စမတ်ကြလေးကင်ကျင်နေဆိုရင်တော့ဒီ3000 ampere လေးကိုပဲရွေးချယ်လိုက်ပါနောက်ဆုံးအနေနဲ့ Lipio ရဲ့ P3 လေးရဆိုရင်တော့3000 ampere ကိုမှ Type C ကို output input PD charger နဲ့အလုပ်လုပ်ပေးတော့မှာဖြစ်ပါတယ် USB နှစ်ပေါက်လုံးကလည်း fast charge စနစ်လေးနဲ့အလုပ်လုပ်ပေးတော့မှာဖြစ်ပါတယ်ရှင်သူ့ရဲ့အဓိကအသားတက်လေးကတော့ဒီနောက်မှာ LED မီတီလေးပါဝင်သွားတာပဲဖြစ်ပါတယ်3000 ampere ဆိုရင်ပဲပေါ့ပေါ့ကပါလေးနဲ့တရားရလဲလွယ်ကူစေပါတယ်ဒီလိုစမတ်ကြပြီးတော့ quality ကောင်းတဲ့ power bank လေးရချင်နေဆိုရင်တော့ဟောင်းရေးကိုပဲအပြေးလေးလန်းလာခဲ့လိုက်တော့နော်အားလုံးပဲ bye bye